ရှေးခင်ကလူသူရောက်အပေါက်နေပါလာတဲ့မြူနှင်းတွေအမြဲဖုံးလွှမ်းနေတတ်တဲ့ဝေးလံတီခေါင်လာတဲ့ကျေးလက်တော်ရွာလေးတစ်ရွာရှိခဲ့တယ်။အဲ့ဒီရွာရဲ့အစွန်ဖျားလူတွေသွားလာဖို့ကြောက်ရွံ့ကြတဲ့တောအုပ်နက်ကြီးရဲ့အဆက်မှာကန်ကြမာရဲ့ကျိန်စာသိမ့်နေတဲ့မိန်းကလေးတစ်ယောက်နေထိုင်ခဲ့ပါတယ်။သူမနာမီကနင်းခါပါသူမဟာရွာသားတွေအတွက်တော့နိမိတ်မရှိတဲ့ဆုံးမလေးတစ်ယောက်ပေါ့ငယ်စဉ်ကတည်းကမိဘမဲ့ခဲ့ုံတင်မကပဲသူမဖြစ်တန်းသွားတဲ့လမ်းတိုင်းမှာပန်းတွေညှိုးနှွမ်းကုန်တဲ့တရက်ဆန်တွေကြောက်လန့်တကြားအုံဟစ်ကုန်တယ်လို့ရွာသားတွေကယုံကြည်ခဲ့ကြတဲ့လူတွေရဲ့ကဲရဲ့တန်ဝိုင်းပယ်မှုတွေနဲ့အတူသူမရဲ့ငယ်ဘဝဟာအမောင်ထုထဲမှာပဲရှင်သန်ခဲ့ရရှာတယ်။အသက်18နှစ်အရွယ်ရောက်လာတဲ့အခါမှာတော့နင်ခါဟာပန်းချီကားတစ်ချက်လိုလပ်ပလာခဲ့တယ်ဒါပေမဲ့အဲ့ဒီအလှတရားဟာရွာသားတွေအတွက်တော့ပိုပြီးထိတ်လန့်စရာကောင်းတဲ့ပြူစားမှုတစ်ခုလိုဖြစ်နေခဲ့တာပေါ့။သူမရဲ့နှလုံးသားဟာလည်းအေးဆက်နေတဲ့ရေခဲပြင်ကြီးလိုပဲဘယ်သူကိုမှအယုံကြည်မရှိဘယ်သူကိုမှလည်းအနာမကက်စေခဲ့ဘူး။ဒါပေမဲ့ခန်းကြမာကသူမကိုထာဝရအထီးကျန်ခွင့်မပေးခဲ့ပါဘူး။အမောင်ထုထဲမှာပဲနေသားကျနေတဲ့သူမရဲ့ကဘာလေးတဲကိုအလင်းရောင်တစ်ခုအမှတ်မထင်ဝင်ရောက်လာတဲ့နေ့ကစားပြီးရင်းနှီးစရာကောင်းတဲ့ဒီဇလန်ဟာစတင်ခဲ့ရပါတော့တယ်။အဲ့ဒီအလင်းရောင်ဟာသူမအတွက်ကယ်တင်ရှင်လားဒါမှမဟုတ်ပုံမွန်နဲ့ဆိုင်နဲ့ငရဲတွင်းကိုတွန်းပို့မဲ့သူလားဆိုတာကိုတော့သူမကိုယ်တိုင်လည်းမသိခဲ့ရှာဘူး။သွေးညှိနှံတွေလွှမ်းနေတဲ့မိုးဦးကျနေခင်တစ်ခုမှာပေါ့နင်ခါရဲ့အေးဆက်လာတဲ့ကဘာတဲကိုမောင်မင်းဟန်ဆိုတဲ့လူရွယ်တယောက်ရောက်ရှိလာခဲ့တဲ့သူဟာမြို့ကနေနေဘက်ကိုခီးထွက်လာရင်လမ်းမှာတားပြတိုက်ခံရပြီးဒဏ်ရာပြားပေါ်နဲ့တေးအဆဲဆဲဖြစ်နေခဲ့တာပါ။ရွာသားတွေကသာသူမကိုဘီလူတရဲလိုသတ်မှတ်ထားကြပေမဲ့နင်ခါရဲ့ရင်ဘတ်ထဲမှာနှွေးထွေးတဲ့သွေးတွေစီးဆင်းနေစေပါသူမဟာတောတောင်ထဲကရှာဖွေထားတဲ့ဆေးမြစ်တွေရှေးဟောင်းကုထုံးတွေနဲ့မောင်မင်းဟန်ရဲ့အသက်ကိုကယ်တင်ခဲ့တဲ့တညာပြီးတညင်းသူမဟာအေးရေးပြက်ခံပြီးသူ့အနားမှာပြုစုပေးခဲ့ရှာတယ်။မောင်မင်းဟန်တတိယလာတဲ့အခါမှာတော့သူဟာနင်ခါကိုကြောက်ရွံ့ခြင်းမရှိဘဲကျေးဇူးတင်စကားတွေဆိုခဲ့တယ်။သူမရဲ့ထူးဆန်းတဲ့အလတ်တရားအောက်မှာသူဟာမိန်မောသွားတဲ့အောင်ပေါ့မင်းကနတ်သမီးလေးတစ်ပါပဲဆိုတဲ့သူ့ရဲ့စကားတခွန်းဟာတသက်လုံးကဲရဲ့တန်တွေကြားမှာကြီးပြင်းခဲ့ရတဲ့နင်ခါအတွက်တော့ကောင်းကင်ဘုံကချပေးလိုက်တဲ့ဆုလာတစ်ခုလိုဖြစ်နေခဲ့တယ်။တဖြည်းဖြည်းနဲ့နင်ခါရဲ့နှလုံးသားတန်ခါဟာပွင့်ဟလာခဲ့တယ်သူမသိတာကဒီလူရွယ်ရဲ့အပြုံးတွေနောက်ွယ်မှာဘလို့ရှိုးဝက်ချက်တွေရှိနေမလဲဆိုတာပါပဲအချစ်ကိုညှက်မွတ်နေတဲ့ဆုံးမလေးတစ်ယောက်ဟာသူမကိုသူမကျင်းစာတဲ့နေမှန်းတီးရနဲ့ပဲဒီလင်းရောင်အတူအယောင်နောက်ကိုမျက်စိမိတ်လိုက်ပါဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါဟာရင်းနှင်းစရာကံကြမ္မာရဲ့အစိုးဆိုတာသူမတည်းမူမိခဲ့ရှာမှာပထမဆုံးအကြိမ်အဖြစ်နှွေထွေးမှုဆိုတာကိုခန်းစားပူးခဲ့တာလေမောင်မင်းဟန်ကသူမကိုဂတိတွေပေးခဲ့တယ်ငါတန်ရာတွေအရှင်ပြောက်ရင်မင်းကိုဒီတော့အုပ်ထဲကခေါ်ထုတ်သွားမယ်ငါတို့မျိုးမှာအတူတူပျော်ပျော်ရှင်ရှင်နေကြမယ်တဲ့ဒါပေမဲ့နင်ခါသိတာပေါ့သူမရဲ့သွေးထဲမှာစီးဆင်းနေတဲ့ဆုံးတက်ပညာဟာအချစ်နဲ့နီးစပ်လေလေပို့ပြီးနိုးထလာလေလေဆိုတာကိုသူမပျော်ရှင်နေတဲ့အချိန်တိုင်းမှာဆုံးမတစ်ယောက်ရဲ့အမတ်အသားတွေကပိုထင်ရှားလာတတ်တဲ့အချစ်အတွက်နဲ့သူမရဲ့အစွမ်းတွေကိုစွန့်လွတ်ဖို့အထိနင်ခါဆုံးဖြတ်ခဲ့မိတယ်ဒါပေမဲ့မောင်မင်းဟန်ရဲ့မြဝင်းတွေထဲမှာတစ်ချက်မြင်လိုက်ရတဲ့တုံလုံးမှုနဲ့တန်တဲ့အရေးအယောင်တွေကိုတော့သူမမြင်ချင်အောင်ဆောင်နေခဲ့တယ်။မောင်မင်းဟန်ဟာတကယ်ပဲနင်ခါကိုချစ်ခဲ့တာလားဒါမှမဟုတ်သူမပိုင်ဆိုင်တဲ့ထူးဆန်းတဲ့အစွမ်းတွေကိုကြောက်ရွံ့ရင်းကနေအသုံးချဖို့ကြံစီနေတာလားထင်းငင်းမှာတော့မောင်မင်းဟန်ဟာရွာထဲကိုတိတ်တဆိတ်ဆင်းသွားခဲ့တယ်နင်ခါမသိအောင်ပေါ့အဲ့ဒီနာကစားပြီးမြူနှင်းတွေကြားထဲမှာတစ္ဆာဖောက်မှုရဲ့အနက်အသက်တွေဟာစတင်ပြီးလှိုင်းထလာခဲ့ပါတော့တယ်နှလုံးသားဟာအကြောင်းထင်ဖို့ပြင်ဆင်နေပြီဆိုတာအိမ်မက်မက်နေတဲ့ဆုံးမလေးမသိရှာသေးပါဘူး